တန်းကြွတထေးကြီးဟာသူ့နဲ့မကြသေးမီကမှမင်္ဂလာဆောင်ထားတဲ့ဇနီးတဲ့လဲလျောင်းကျုံထိုင်ပြီးထမင်းစားနေတာကိုမြင်လိုက်ရတာကြောင့်အံ့အားသင့်သွားခဲ့ရပါတယ်။ရောက်ခမဖြစ်သူကကောင်မလေးကိုစပွဲမှာထိုင်စားဖို့ပြောပေမဲ့ကောင်မလေးကတော့ကြောက်ရွံ့တုန်လှုပ်စွာနဲ့ပဲသမီးထိုင်စနစ်မသိဘူးရှင်သမီးကိုမရိုက်ပါနဲ့နော်လို့ပြန်ပြောခဲ့ပါတယ်။ရောက်ခမရောအမျိုးသားပါဒီစကားကြောင့်မယုံနိုင်အောင်ဖြစ်သွားခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့တထေးရဲ့အကူကစုံစမ်းစစ်ဆေးထားတဲ့အဖြစ်ကိုလာရောက်တင်ပြခဲ့ပါတယ်။ကောင်မလေးရဲ့မိခင်ရင်ဆုံးပါသွားပြီးတဲ့နောက်မိထွေးဖြစ်သူဟာအိမ်ရဲ့တခင်မအဖြစ်ကိုလူယူချင်ခဲ့တာပါ။ဒါကြောင့်မိထွေးဟာကောင်မလေးကိုအသက်9နှစ်အရွယ်ကလေးတစ်ယောက်ရဲ့စိတ်ဓာတ်မျိုးဖြစ်သွားအောင်လုပ်ခဲ့ရုံတင်မကပဲဒီနေ့အထိခွေးတွေနဲ့အတူရှင်တွဲနေထိုင်ဖို့အတ္တမခိုင်းစေခဲ့ပါတယ်။မိထွေးဟာတထေးမိသားစုနဲ့စီးပွားရေးလက်တွဲလုပ်ကိုင်ခွင့်ရရှိဖို့အတွက်ကောင်မလေးကိုအဲ့ဒီတန်းကြွတထေးနဲ့အတင်းကျပ်ထိန်းများပေးဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။တရက်မှာတော့မိထွေးပါကလေးဖြစ်တဲ့မအေတူမဖောက်ကွယ်အမကကောင်မလေးကိုအရသာရှိတဲ့မုံတွေတွားစားကြမယ်လို့လိန်ညာပြောဆိုခဲ့တာမို့ကောင်မလေးမှာအတိုင်းမသိဝမ်းသာသွားခဲ့ပါတယ်။ကောင်မလေးဟာအမဖြစ်သူနောက်ကိုစာဟိုတယ်တစ်ခုအထိလိုက်သွားခဲ့ပြီးအမဖြစ်သူကသူ့ကိုရေမိုးချိုးတန့်စင်ဖို့ပြောခဲ့ပါတယ်။ကောင်မလေးရေချိုးခန်းထဲကထွက်လာတဲ့အခါအခန်းထဲမှာမသိတဲ့မိုးမေးအမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရတာကြောင့်ထိတ်လန့်တကြားထွက်ပြေးခဲ့ရပါတယ်။အဲ့ဒီလိုပြေးရင်းနဲ့မှစင်ကြံလမ်းမှာအထက်ကတန်းကြွတထေးနဲ့စတင်တွေ့ဆုံခဲ့တာပါ။အဲ့ဒီမျိုးသားဟာငယ်စဉ်ကတည်းကဒုက္ခပေးနေတဲ့ယောဂဆန်တစ်ခုကိုခံစားနေရသူဖြစ်ပြီးအဲ့ဒီယောဂပျောက်ကင်းဖို့ဆိုရင်စိတ်ထားဖြူစင်တဲ့မိန်းကလေးတစ်ယောက်နဲ့အနီးကပ်တွေ့ဆုံပေါင်းသင်းဖို့လိုအပ်နေတာဖြစ်ပါတယ်။အခုဖြစ်သူကမိန်းမလားများစွာကိုရှာဖွေပေးခဲ့ပေမဲ့တထေးကတော့ညီသူကိုမျှစိတ်မဝင်စားခဲ့ပါဘူး။သူ့ဘဝရဲ့နောက်ဆုံးအချိန်လို့ထင်ထားရတဲ့စက္ကန့်ပိုင်းလေးမှာကောင်မလေးကသူ့ကိုအကိုလို့ခေါ်လိုက်တာကိုကြားလိုက်ရပြီးအဲ့ဒီမျိုးသားဟာကောင်မလေးကိုမြင်ချင်းချစ်ခင်ဆွဲလန်းသွားခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ကောင်မလေးဟာနိုးချင်းပဲထွက်သွားခဲ့ပါတယ်။အမျိုးသားဟာနိုးလာတဲ့အခါသူ့အသက်ရှင်နေသေးတာကိုသတိပြုမိလိုက်ပြီးကောင်မလေးဟာသူ့ရှာဖွေနေခဲ့တဲ့ယောဂကင်းဝေးစေမဲ့မိန်းကလေးဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်